ကျွန်တော် Scary Entertainment ကပုံမှန်တင်ဆက်နေတဲ့ရွှေပြင်းဖြစ်ပါတယ်ကျွန်တော်ဒီနေ့တက်ဆက်ပေးခြင်းတဲ့ဗီဒီယိုလေးပေါ့နော်ဒါပညာတွေပေါ့ဒါပညာကပေါ့နော်နှက်ဖွက်ထားတဲ့ရွာလေးတစ်ရွာပေါ့နော်အတန်တွေကိုကြားခဲ့ရတဲ့ရုပ်တံတွေပေါ့နော်ဆိုတော့အဲဒီရုပ်တံတွေတစ်ချက်တော့ကြည့်ကြည့်လိုက်အောင်နော်ကျက်သိမ်းထားတယ်နော်အဲ့ဒါကနော်နှစ်ဖွက်ထားတဲ့ရွာလေးကနေနော်ညဘက်ကြီးမှာရှူတချင်းဖွင့်တဲ့တချင်းတွေကြားခဲ့ရတဲ့ဖြစ်လေးပေါ့နော်ဆိုတော့ဒီဖြစ်နဲ့ပတ်သက်ပြီးတော့မိတ်ဆွေတို့အမြင်လေးဆိုတော့ comment မှာချက်လောက်ရေးပေးခဲ့ကြပါဦးနော်ဆိုတော့ဒီလိုမျိုးဖြစ်မျိုးကြုံမွေးလူရှိတယ်ဆိုရင် comment မှာရေးပေးခဲ့ကြပါဦးတကယ်လို့မကြုံဘူးဆိုရင်တော့ချစ်လူကြီးတွေပြောတဲ့စကားတွေကြားခဲ့ဘူးဆိုရင် comment မှာချက်လောက်ရေးပေးခဲ့ကြပါဦးနော်ဆိုတော့အုံးကြည့်ပေးတဲ့အတွက်လည်းအားလုံးကျေးဇူးတင်ပါတယ်ခုလိုစိတ်ဝင်စားစရာဗီဒီယိုတွေနေ့စဉ်များပုံမှန်ဆက်ပေးတာဖြစ်လို့ကျွန်တော် YouTube channel လေးကို subscribe လုပ်နေတယ် subscribe လုပ်တော့ပြကြပါနော်အားလုံးကျေးဇူးတင်ပါတယ်